Photoshop စိတ်ဝင်စားတဲ့သူတွေအားလုံးအတွက်ဒီချက်ရဲ့ Photoshop video class လေးနဲ့မိတ်ဆက်ပေးပါရစေ။သင်တန်းပြီးဆုံးသွားပါကလည်း certificate နဲ့အလုပ်ရှာနိုင်တဲ့ website တွေကိုတခါတည်းစီစဉ်ပေးထားတဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်လွတ်မခံသေးတဲ့အခွင့်အရေးလေးတစ်ခုပါပဲနော်။ဒီမှာဆိုလို့ရှိရင်ချယ်ရိုးမှာဘာတွေရှိလဲဆိုတော့ပထမဆုံးgreat wall လေးရှိပေါ့နော်အဲ့ဒါကိုနည်းနည်းမှောင်သွားတဲ့ sense လေးပေးထားတယ်color လေးကို max လုပ်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီပေါ်မှာစာရွက်ကလေးရှိမယ်အဲ့ဒီစာရွက်ကလေးအပေါ်မှာ great wall ဆိုတဲ့စာသားလေးရှိမယ်ဆိုတော့အဲ့ကစာသားလေးကိုချယ်ကဒီအတွင်းထဲကိုဖောက်မြင်စေချင်တယ်ဖောက်မြင်စေချင်တယ်ဆိုတော့နီလန်တစ်ခုကဘာလဲဆိုတော့ဒီမှာစာသားချယ်ရိုးရှိပြီးသားပဲဆိုတော့ဒီဟာလေးကို control လေးနဲ့ click ပြီးကြဒီမှာ selection ရပြီပေါ့နော်အဲ့တော့ control shift i selection inverse လုပ်ပြီးတော့ဒီက layer 1 လေးကိုဘာလုပ်လိုက်လဲ layer max တက်လိုက်မယ်အဲ့လို layer max တက်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ layer max မှာဟာဒီက great wall ဆိုတာလေးပေါ်နေဖြစ်တဲ့အတွက်ကြောင့်မလို့ကျတို့ဒီ great wall မျက်လုံးမိတ်လိုက်တာနဲ့ဟောဒီမှာဖောက်မြင်နေရတဲ့အစားသားလေးရလိုက်ပေါ့ဒါပေမဲ့ကျတို့မှာပြဿနာတစ်ခုကဘာလဲဆိုလို့ရှိရင်ဒီဟာကိုစားသားပြောင်းခြင်းပြောင်းခြင်းဆိုလို့ရှိရင်ဒီက process ကိုကျတို့အစဆုံးပြန်လုပ်နေရမှာဆိုတော့အဲ့လိုမျိုးလုပ်စရာမလိုဘဲနဲ့ကျတို့ကဒီက great wall ပေါ့နော်တခါရဲဖောက်မြင်ရအောင်လုပ်ကြမယ်ဆိုတော့အဲ့ဒါလေးကိုဘယ်လိုလုပ်မလဲဒီ great wall လေးကိုချဲ double click နှိပ်လိုက်မယ် double click နှိပ်လိုက်လို့ရှိရင် layer style လေးတွေပေါ်လာပြီဆိုတော့အဲ့ layer style မှာချဲကဟိုဒီမှာရှိတဲ့nan ဆိုတဲ့ဥစ္စာလေးပေါ့နော် knockout မှာရှိတဲ့ nan ဆိုတာလေးကိုချဲ shadow ဆိုပြီးတော့ပြောင်းလိုက်မယ်အဲ့တော့အဲ့ shadow ဆိုပြီးတော့ပြောင်းလိုက်တာနဲ့ဒီက fade opacity လေးကိုထပ်ပြီးတော့ short လိုက်မယ်အဲ့လို short လိုက်တာနဲ့တပြိုင်နက် shadow ကဒီမှာgreat wall ဆိုတဲ့ကောင်လေးကဖောက်မြင်နေရပြီပေါ့အဲ့တော့ကျတော့ဒီဟာကစောနာကလူမျိုးအသေးမဟုတ်ဘဲနဲ့အရှင်ဖြစ်တဲ့တကြောင်မျိုး great wall ကိုဖြတ်ပြီးတော့တခြားစလုံးတွေရေးကြည့်ရင်လည်းတခြားစလုံးတွေအပ်ထည့်ခြင်းလို့ရှိရင်လည်းပဲထည့်လို့ရတယ်ပေါ့နော်ပြီးကကြတော့နောက်တစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒါလေးကို double click နှိပ်လိုက်မယ်ဟောဒီမှာ shadow တွေမကဘူး deep ဆိုတာလေးရှိတယ်အဲ့တော့ deep ဆိုတာလေးကို click လိုက်ပြီး okay ပေါ့နော်လုပ်ကြည့်ရင် तू ကကြတော့ဘာကွာသွားလဲဆိုတော့ shadow ရဲ့ဒီအနောက်မှာချဲဒီဟောဒီက color adjust လုပ်ထားတယ်ပေါ့နော် तू အဲ့က deep လုပ်ထားတဲ့အတွက်ကြောင့်မို့လို့ဒီအတွင်းထဲကဒီ background အထိကိုတွားပြီးတော့ဖောက်ဝင်နေတာဖြစ်တယ်အကယ်၍ဒါချဲရဒါကိုပေါ့နော် shadow deep ကနေပြီးတော့ shadow လုပ်ထားမယ်ဆိုလို့ရှိရင် shadow လုပ်ထားမယ်ဆိုလို့ရှိရင် horica layer ကလည်းပေါ်နေမှာပေါ့နော်ဒီကစာသားထဲမှာဆိုတော့ shadow ကြိုက်တဲ့ဥစ္စာကိုထပ်ပြီးတော့ပြောင်းလို့ရပါပြီ break မဟုတ်ဘူး China လို့ရှင်စင်ပြပါတယ်စင်ပြပါတယ်